အတ္တသုံးမျိုးရှိတယ်အတ္တဘယ်နှမျိုးလဲတဏှာအတ္တရဲ့မာနအတ္တရဲ့ဒိဋ္ဌိအတ္တအတ္တဘယ်နှမျိုးဧတံမမဧသောဟမသမိဧသောမေအတ္တဧတံဤခန္ဓာ၅ပါးအပေါင်းဒီမမငါဟာတဏှာအတ္တငါဟာလို့သိမ့်ပိုက်တာကဘာလဲတဏှာအတ္တဧသောဤခန္ဓာ၅ပါးပေါင်းဒီဟံငါသည်အတ္တမိဖြစ်၏ဟောဒီခန္ဓာ၅ပါးဟာငါတဲ့ငါမငါနေရကငါမငါဆိုတာမာနပါငါမငါဆိုတာကဘာအတ္တမာနအတ္တဧသောဤခန္ဓာ၅ပါးပေါင်းသည်မင်္ဂဤအတ္တအတ္တတိအဲ့ဒီခန္ဓာ၅ပါးအကြောင်းပြုပြီးမှအမြင်လွဲမှားသွားတယ်အယူအဆခန္ဓာ၅ပါးငါရဲ့အတ္တပဲဆိုရင်ဒိဋ္ဌိအတ္တအဲ့တော့အတ္တဘယ်နှမျိုးလဲတဏှာအတ္တရဲ့မာနအတ္တရဲ့ဒိဋ္ဌိအတ္တဦးဇင်းတို့လောကမမြတ်မတ္တကမောက်ကပဖြစ်အောင်ရှင်းလည်နေတဲ့တရားခံရှာကြည့်တော့ဓမ္မနဲ့ရှာတာသူ့ကိုတွေ့တယ်ဒါကြောင့်ဦးဇင်းတို့သူ့အကြောင်းလေ့လာရမယ်အဲ့တော့အတ္တဘယ်နှမျိုးလဲတဏှာအတ္တမာနအတ္တဒိဋ္ဌိအတ္တတဏှာအတ္တကငါဟာလို့သိမ့်ပိုက်မာနအတ္တကငါမငါလို့လက်မဟောင်းဒိဋ္ဌိအတ္တကအမြင်လွဲမှားအဲ့ဒါသုံးလုံးပေါင်းပြီးတော့ဦးဇင်းတို့ဗမာလူမျိုးကိုနေ့စဉ်ပြောနေတဲ့စကားတွေမှာငါလို့မပါဘူးလားအဲ့ဒီအတ္တဘာကိုအစွဲပြုတ်ပြီးဘယ်လိုဖြစ်ပေါ်လာလဲလို့ဆိုတာကိုရှင်ပုံနာမထေရကညီတော်အာနန္ဒာသောတာပန်တည်အောင်ဟောတဲ့တရားထဲမှာဒီအတ္တဖြစ်ပေါ်ပုံကိုဟောထားတယ်မြတ်စွာဘုရားရဲ့အလိုကျွေးညီတော်အာနန္ဒာဆိုရင်အလုံးမသိဘူးလားသိသလားအဲ့ဒီညီတော်အာနန္ဒာဟာမြတ်စွာဘုရားဟောတဲ့တရားနဲ့သောတာပန်ဖြစ်တာမဟုတ်ဘူးအရှင်ပုံနာမထေရဟောတဲ့တရားနဲ့သောတာပန်တည်တာအဲ့ဒီမှာတို့ပြောကြရင်ဥပမာအမျိုးသမီးတွေနေစဉ်ရေမိုးချိုးပြီးလို့တဏှ